ကဲ post ပေးမတင်ဖြစ်တာကြာသွားတာကတမျိုးတော့မထင်နေနော်ငလီကိစ္စပြီးတွေကအမကအမတော့မထိပါဘူးဒါပေမဲ့ထိတဲ့လူတွေကို respect ထားတဲ့အနေနဲ့အမ post တွေမတင်ဖြစ်တာပေါ့နော်အယောင်းဝယ်ရတော့အမအမြင်နဲ့လောက်ပါရဲ့နော်အခုနောက်ပိုင်းတခုပြောချင်တာလေးကဒီ TikTok ရိုးရိုး TikTok တွေ TikTok live တွေမှာရန်ဆိုးရတာအဆင်မပြေဖြစ်သွားတဲ့အနေအထားတွေရှိကြတယ်ပေါ့နော်အဆင်မပြေဖြစ်လေတိတ်ဆိတ်ပူစရာတော့မလိုပါဘူးเนาะအမရဲ့ account နဲ့မှာဝင်လေးလာကြည့်လိုက်เนาะအမရဲ့ account ပြီးလို့ရှိရင်အမရဲ့ bio မှာတင်ထားတဲ့အမရဲ့ YouTube channel တွေကိုတစ်ချက်ဝင်ကြည့်ကြည့်เนาะဘာလို့လဲဆိုတော့သူဒီ TikTok ရန်နေပေးတယ်လို့မျိုးပဲဒေါ်လာရတဲ့ account တွေအများကြီးအမ sharing လုပ်ပေးထားတယ်ဝေမျှထားရယ်เนาะအပေးချမ်းတဲ့ application တွေလည်းအမရှာပြထားရယ်เนาะအမရဲ့အကောင့်မှာတစ်ချက်လေးလာပြီးနော်ရောင်းမယ်ဆိုလို့ရှိရင်ထွေထူးခေါင်းကိုက်စရာမလိုဘူးเนาะအမစီမလာရောင်းပြီးနော်အမဝယ်ပြီးရယ်เนาะဘာမှခေါင်းကိုက်စရာမလိုဘူးเนาะအမရဲ့အကောင့်ထဲမှာတစ်ချက်လေးလာကြည့်အမရဲ့ YouTube channel ထဲမှာလည်းတစ်ချက်လေးလာကြည့်လို့ရတယ်เนาะအဓိကအမရွတ်ပြပေးမယ်เนาะအခုအများဆုံးလောက်တာကြီးကတော့ water မသိရလို့မရှိအမဆိုလို့ရှိရင်လောက်တာ2024အပေါ်ကားစားတွေကလောက်တာအမဆိုလို့ရှိရင်အများကြီးရနေပေါ့နော်အများကြီးရနေကိုလိုပဲရစေချင်လို့အရှာ sharing လုပ်ပေးထားတယ်အမရှိကနေ join ပြီးတော့လောက်တဲ့လူလည်းအများကြီးပေါ့နော်ဒါ War City ထိုနေလည်းကောင်းမယ်နော် War City ပြီးလို့ရှိရင် we watch daily ပြီးရင်Go Town ကအခုနောက်ပိုင်းတော်တော်အပေးချမ်းတယ်နော်ပြန်ပြီးဆော့လို့ရနေပြီနော် Go Town သမားတွေအရင်စုထားရရှိလို့ရှင်လားအမစီလာရောင်းလို့ရတယ်မပြည့်သေးဘူးဆိုလို့ရှင်လည်းထပ်စုလိုက်ပါနော်ပေးနေပါရင်နော်အခုအသုံးများတဲ့ we watch ပန်နာရုပ်လေးနဲ့ we ပေါ့နော်အဲ့ဒါလေးကတော်တော်အဆင်ပြေလို့ပြောလို့ရတယ်เนาะဘာလို့လဲဆိုတော့သူက W 1000ပဲစုရတဲ့အနေထားလေးပါเนาะ1000ဆိုဒေါ်လာ30 W 900ပဲစုဖြစ်တယ်ဆိုလဲဒေါ်လာ5ကျပ်လာထုတ်လို့ရတယ်เนาะ5ကျပ်ပဲထုတ်လို့30ပဲထုတ်သူကအရန်မြန်တယ်အရန် easy ဖြစ်တယ်ပေါ့เนาะအားလေးကိုဝေမျှပေးတာเนาะအမဆိုလို့ရှင်တအားနဲ့ heavy လောက်စရာမလိုပဲနဲ့အဲ့ဟာလေးတွေကိုနေ့စဉ်ပုံမှန်လေးနည်းနည်းလောက်သွားတာနဲ့တလောက်ပုံမှန်အနည်းဆုံးမရဘူးဆိုရင်တော့မှဒါကအမကိုပိုင်ရှာတာလေးနဲ့ကိုပိုင်လောက်တဲ့ဟာလေးနဲ့စုမိရဆိုရင်တော့အနည်းဆုံး3-5သိန်းကတော့ AC ရတယ်ပေါ့နော် AC ရတယ်အဲ့ဒါကတော့ကိုစူးစမ်းတယ်လို့ပေါ့နော်အမတဲ့ပိုရရင်လည်းရမယ်ဒါမှအမလောက်ရကြမှာလည်းရမယ်ဒါတော့ခုတော့ရှိရပါတော့အဲ့လိုတော့ရှိပါတယ်အားလေးဝေးမြပေးတာပါအမဘန်ဝတ်တင်ထားတဲ့ YouTube channel တွေကိုလည်းဝင်လေးလာလို့ရတယ်เนาะ subscribe လေးလုပ်ပေးထားအောင်TikTok ထဲမှာဆိုလို့ရှင်လဲလာရောက်မှဆိုရင်အမရှိမလာရောက်မှုရပါတယ်